မိတ်ဆွေများအားလုံးမင်္ဂလာပါနော်ကျမဒီနေ့ကလေ Facebook မှာနော်ကျမတို့လိုအလုပ်အကြာကြီးလုပ်တဲ့လူတွေခြေထောက်နာနေတဲ့လူတွေနော်တချို့တလေဆိုရင်ဖနက်တွေအကောင့်တွေဝယ်စီးရပါတယ်နော်ဒီနေ့ကိုဆိုရင်မတမရနိုင်ဘူးပေါ့တလားမတမရနိုင်ဘူးအဲ့လိုမျိုးခြေထောက်တွေနောက်တစ်ခါတောင်းပြဖနက်တွေဟိုကျမတို့နည်းနည်းမြင့်မြင့်လေးတွေစီးတာပေါ့နော်ဒီလိုမျိုးဖြစ်တဲ့ခြေထောက်တင်တာတဲ့အလုပ်ခွင်မှာအဲ့လိုမျိုးတွေဖြစ်တဲ့လူတွေကိုကျမကတော့နီလာလေးတစ်ခုပေးမယ်ပေါ့နော်ကျမလည်းဒါကတွေ့လို့လက်တွေ့စားပြီးတော့ကျမအလုပ်ကိုသွားတဲ့အချိန်မှာတော်တော်လေးတက်တာပါတယ်နော်ခြေထောက်လောလောဆယ်ဆယ်နာတယ်ဖနက်လည်းလောလောဆယ်ဆယ်အကောင်မဝယ်စီးနိုင်ပေါ့နော်အဲ့လိုဖနက်တွေဆိုရင်စီကြီးတွေမဝယ်စီးတယ်ကျမစီတော်တော်လေးတွေစီးတာပါတော့အဲ့လိုခြေထောက်နာတယ်ဆိုရင်ကျမကအခုပြောပြမယ်အဲ့ခြေထောက်နာတဲ့တက်တာကျမတို့တမရာလာတဲ့ဟာလေးတစ်ခုလိုပါတယ်နော်နှစ်ခုပေါ့နှစ်ဖက်ဆိုတော့တစ်ခုလိုတယ်အဲ့ဒါလေးကိုတလူမျိုးဖြုတ်လိုက်နော်ဒီလိုဖြုတ်လိုက်ဖြုတ်ပြီးလို့ရှိရင်မဖြုတ်လိုက်တော့ဟလာဖြုတ်ပြီးလို့ရှိရင်ခြေထောက်အောက်နော်ခြေထောက်အောက်တော့ကတ်တော့ရနော်ကတ်သွားလို့ရှိရင်ကျမတို့နည်းနည်းတော့တေချာလေးစီးရမှာပေါ့နော်နော်ဒီလိုမျိုးလေးပေါ့ဒီလိုမျိုးလေးချိတ်ဝတ်ပေါ့ဒီလိုလေးစီးထားကြအဖြစ်တော့ကျမတို့တနေကုန်ခြေထောက်ကိုလေမနာဘဲနဲ့အဆင်ပြေပြေအလုပ်လုပ်နိုင်ပါတယ်လို့နော်ဟိုဝယ်နိုင်နေဆိုရင်တော့ဝယ်ပေါ့ဒါကလေဟိုကျမတို့ဒီလို post နက်ကလေးတွေလည်းစီးတယ်တော့တစ်ခါကြာရင်အဲ့လိုမျိုးအချိန်မှဆိုရင်လည်းအထက်မှာအဲ့လိုခံပြီးတော့အထက်မှာခံပြီးတော့အဲ့ဒါလေးကိုခံပြီးတော့စီးပါနော်တနေ့ကုန်တော်တော်လေးကောင်းကောင်းမွန်မွန်စီးလို့ရပါတယ်လို့ကျမမိတ်ဆွေတွေကိုကျမမျှဝေပေးတာပါကျမလည်းခြေထောက်နာနေတဲ့လူဆိုတော့ကျမဒီနီးလေးစတတ်တာအရင်အဆင်ပြေပါတယ်လို့အလိုလိုရတာတအားပင်ပန်းတယ်ဗာလဲခြေထောက်တင်တာလဲဆိုရင်တော့အခုကျမပြောတဲ့နီးလေးကိုစတတ်ကြည့်ပါနော်ကဲအားလုံးပဲမော်ဒီပါလို့တော့ကျမချမ်းသာကြပါစေတော့ကိုစစ်ပါလေတော့ကျမပြောတဲ့နီးလေးကိုတော့လုံးဝမမေ့ပါနဲ့တော့အဲ့ဒီဗာလဲလာစင်ဘုံလေးကိုဒီခြေထောက်မှာလောက်ပါခြေထောက်မှာကလိုက်ပါကပ်ပြီးတော့နော်ဒီအပေါ်ကအဖိတ်ကလေးနဲ့ဆိုပိုကောင်းတယ်နော်ခြေအိတ်ထဲမှာတနေ့ကုန်တော့ခြေထောက်တက်တာအလုံးလုံးနိုင်ကြပါစေလို့